မင်္ဂလာပါရှင်မန္တလေးမြို့တော်စီပင်သာယာရေးကော်မတီမှဝန်ထမ်းများအားကိုဗစ်-19 ကာကွယ်ဆေးထိုးနှံပေးတဲ့သတင်းကိုတင်ဆက်ပါမယ်ရှင်မန္တလေးမြို့တော်စီပင်သာယာရေးကော်မတီမှဝန်ထမ်းအင်အား2000ကိုယနေ့ဇွန်လ25ရက်ကမြို့တော်စီပင်သာယာရေးကော်မတီရှစ်ထပ်ဆောင်အောက်တွင်ကိုဗစ်-19 ကာကွယ်ဆေးများထိုးနှံပေးခဲ့ရလို့သိရပါတယ်ကိုဗစ်-19 ကာကွယ်ဆေးထိုးနှံပေးရမှာချမ်းရင်သာဆန်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒေါက်တာဒေါ်တီရာဝင်းဦးဆောင်နဲ့ဆရာဝန်ဆရာမများနဲ့မြို့တော်စီပင်သာယာကျန်းမာရေးဌာနမှဆရာဝန်ဆရာမများကကာကွယ်ဆေးထိုးနှံပေးခဲ့ပါတယ်။ယနေ့ထိုးနှံပေးခဲ့တဲ့ဌာနများကတော့စက်ရုံနဲ့မော်တော်ယာဉ်ဌာနမှ395ဦး၊ဈေးနဲ့သားသက်ဌာနမှ129ဦး၊အခွန်ဌာနမှ56ဦး၊တန်ရှင်းရေးဌာနမှ1012ဦး၊ရင်းနှီးတန်ရှင်းမှုဌာနမှ46ဦးအဆောက်အအုံနှင့်ကုန်ရုံဌာနမှ129ဦးလန်ဒတာဌာနမှ129ဦးစိုက်ပျိုးရေးနှင့်မွေးမြူရေးဌာနမှ108ဦးစုစုပေါင်း2000ဦးဖြစ်ကြောင်းသိရပါတယ်ရှင်။